အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Playpage Channel ကကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ admin KE ဖြစ်ပါတယ်ဒီညတော့ပြည့်မဲ့ဇလန်လေးတစ်ပုဒ်ကိုတင်ဆက်ပေးရပါတယ်နွေရာသီရဲ့ပူအိုင်လုံးနဲ့ညတဲ့ညအိမ်ထဲမှာနေရတာအသက်ရှူမုန်းချင်တာကြောင့်အောင်တယောက်ကအပေါ်တက်ကဝရဏနာကဖျားလေးခင်းပြီးတော့ထွက်အိပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ညလေအေးလေးရတဖိဖူးနဲ့တက်ခတ်နေပြီမဝန်းကျင်ကလည်းတိတ်ဆိတ်လို့နေပါတယ်အချိန်ကညတကောင်ကျော်တနာရီအောင်ကအိပ်ပျော်မှရှိပါသေးတယ်ထိုအချိန်မှာရက်ွက်တကခွေးတွေဦးတန်းကိုအောင်ကြားလိုက်ရပါတယ်ခွေးဦးတန်းတွေကတော်တော်ကြကြတီကိုစက်စငယ်ဦးနေတာပါအောင်ကလည်းကြောက်တဲ့လူတရားမဟုတ်တဲ့အတွက်ဒီမဆက်ပဲဆက်ပြီးတော့အိပ်နေလိုက်ပါတယ်ခွေးဦးတန်းတွေကရုပ်တရက်ရက်ကောက်ပါတယ်ဒီလူကလည်းအိပ်ဆက်ပြီးတော့လေးလံလာပါတယ်အောင်လည်းမိကနေအိပ်ပျော်နေတော့သူ့ရဲ့ခြေထောက်ကိုတစ်ခုလာထိတယ်လို့ခံစားလိုက်ရပါတယ်အေးစလုံးနဲ့အထီးတွေတစ်ခုကခြေကတုံးထွက်တောင်ပို့ပြီးတော့အေးပါတယ်ဝရဏကြားနေပြီးတော့ဖြိုးစုပ်ပြီးသိမချူပဲဒီရွက်ရီတုံနေနေလက်ကြီးတစ်ပတ်ကအောင်ရဲ့ခြေထောက်ကိုအတင်းဆုပ်ကန်ထားပါတယ်အောင်လည်းအတန်ကိုအော်ဟစ်လိုက်ပါတယ်အကားတဲ့စိတ်ဝင်နေတဲ့အဲ့ဒီအေးအေးတက်ကအောင်ကိုတောင်းလို့စေပါတယ်အင်းကြီးကလူလေးလန်လို့ပြီးတော့ပြေးထွက်လာခြင်းမှာတော့ထိုလက်ကြီးကပြက်ကွက်သွားပါပြီပိန်းနဲ့ကစားပြီးအောင်ကဝရဏကပဲထုံးမအေးရတော့ပါခန်းထဲကပဲတကားရပေးပြီးအေးပါတော့တယ်ခုကြည့်အောင်တွေးမြရတခုရှိပါတယ်အဲ့ငါအချစ်ပြတ်သားဒီဖြစ်ခဲ့တာလားအင်္ဂါတစ်ခုပဲလားကောင်းမဟုတ်အဲ့ဒီညအမောင်လူတွေမှာအော်ဟိုတစ်စုံတစ်ယောက်ကစောင့်ကြည့်မိကြရလားဒီလိုမျိုးကြောက်စရာကောင်းတဲ့ဇလန်းတွေကိုနားထောင်ကြနေဆိုရင်တော့ကျွန်တော်တို့ရဲ့ Playpage Channel တွေကို Like and Follow လုပ်ခဲ့ပါဦးခင်ဗျာ